ဗုဒ္ဓစာပေမှာစက္ကဝတ္တိရာဇာစကြဝဠာမင်းလို့လည်းဒီလိုခေါ်ကြတယ်စัจ जा မင်းလို့လည်းခေါ်ကြတယ်ပေါ့လေဒီစကြဝဠာမင်းစัจ जा မင်းရဲ့ဘဝဟာဘယ်လိုဘဝလဲစာပေထဲမှာဒီအကြောင်းကိုမကြာခဏဖော်ပြလေးရှိတာဖြစ်သောကြောင့်ဘဝတုတ္တအနေနဲ့သိရှိရန်အလို့မှာဘုန်းကြီးတို့ဒီစကြဝဠာမင်းဘဝလေးလာသုံးသပ်ခြင်းဆိုတဲ့ခေါင်းစည်းနဲ့ဒီကနေ့ညဟောပြောပြီးတော့ပြီးပါဘုဒ္ဓမုဒ္ဒရာမြတ်စွာဘုရားလက်ထက်မှာပါရမီဖြည့်ခဲ့ကြတဲ့သူတော်စင်တွေဟာဂေါရမမြတ်စွာဘုရားလက်ထက်မှာလာပြီးတော့ကျွတ်တန်းဝင်ညတော်တော်များများကအဲ့ဒီလိုကျွတ်တန်းဝင်ညတဲ့ပုဂ္ဂိုလ်တွေဟာကုသိုလ်ကောင်းမှုလုပ်ခဲ့ကြလို့ကံကြမ္မာရဲ့အကျိုးပေးမှုအားဖြင့်လူဘဝရတဲ့အခါမှာအမြင့်ဆုံးလူချမ်းသာလို့ဆိုတဲ့စကြဝဠာမင်းအဖြစ်ကိုရတယ်လို့စာပေထဲမှာဖော်ပြတယ်အဲ့တော့စကြဝဠာမင်းဆိုတာဟာစာပေထဲမှာရှိနေတာဖြစ်တော့လူလောကမှာတစ်ခေတ်တစ်ခါကာလတုန်းကပေါ်ထွန်းခဲ့တဲ့မင်းမျိုးပဲဖြစ်တယ်။ဘာကြောင့်စကြဝဠာမင်းဖြစ်ရသလဲ။စကြဝဠာမင်းဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲဆိုတာတွေဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့ဘုရားစာပေနဲ့ဆက်နွယ်နေတာဖြစ်သောကြောင့်သိတဲ့သိလိုက်တယ်ပေါ့။နောက်ဘုရားဝင်ကိုလေးလာကြည့်ရှုမယ်ဆိုလို့ရှိရင်လေအလုံးဘုရားဂေါရမရဲ့ဘုဒ္ဓဝင်ကိုကြာဘူးနာဝရှိကြတာဖះလောင်းလေးမွေးဖွားလာတဲ့အခါကျတော့ရုပ်ရည်လက္ခဏာကိုကြည့်ရှုပြီးတော့ပုံတော်တွေကနေပြီးတော့ဟောစရန်ကိုထုတ်ကြတယ်အဲ့ဒါလို့ထုတ်တဲ့အခါမှာဒီလိုရုပ်လက္ခဏာမျိုးရှိတဲ့ပုဂ္ဂိုလ်ဟာလူဘဝမှာဆိုလို့ရှိရင်စัจ जा မင်းဖြစ်မယ်လူဘဝမှာမနေပဲနဲ့သူတော်စင်ဘဝပြောင်းမယ်ဆိုလို့ရှိရင်ဖျားဖြစ်မယ်လို့ဒီလိုဟောကြတာဆိုတာကြားဖို့ကြလေအဲ့ဒီထက်မဲ့ပင်စဝဂ္ဂီ၅ဦးတည်းကအကြီးဆုံးဖြစ်တဲ့ရှင်ကွန်းတင်ညကတော့သူများလို့နှမျိုးမဟောပဲနဲ့သူကတစ်မျိုးတည်းပဲဟောတယ်ဒီပုဂ္ဂိုလ်ဟာထူးခြားတဲ့ပုဂ္ဂိုလ်ဖြစ်လို့လူဘဝမှာနေမှာမဟုတ်ဘူးသူတော်စင်ဘဝပြောင်းလို့ဖယားစင်စစ်ဧကံဖြစ်မှာပဲလို့လက်ညှိုးတစ်ချောင်းနဲ့ထောင်ပြီးတော့ဟောတယ်လို့ဘုရားဝင်ထဲမှာဒီလိုရေးသားထားတာအဲ့တော့စကြဝဠာမင်းဆိုတာဘယ်လိုဟာကိုခေါ်တာလဲဂေါရမဘုရားလောင်းဟာစကြဝဠာမင်းဖြစ်နိုင်တဲ့ရုပ်လက္ခဏာတွေပါရှိတယ်ဆိုတာဘယ်လိုရုပ်လက္ခဏာတွေလဲလို့မြတ်စွာဘုရားရဲ့ဒေသနာတော်တွေထဲမှာလေးလာကြည့်မယ်ဆိုလို့ရှိရင်သူကမဟာပုရိသလက္ခဏာ32မျိုးဆိုတာရှိလက္ခဏာဆိုတဲ့အဓိပ္ပာယ်ကအမှတ်သားလို့ပြောတာအမှတ်သားလို့ပြောတာလက်ဖွားကအမှတ်သားကိုပြောတာမဟုတ်ဘူးလက္ခဏာရဲ့ပါဠိစကားလုံးကလက္ခဏာဆိုတာအမှတ်သား mark လို့ပြောတာပေါ့နော်အင်္ဂလိပ်လို mark ဆိုတာနဲ့တူတယ်ပေါ့အဲ့ဒီအမှတ်သားတွေကဘယ်မှာရှိတာတုံးဆိုတကူလုံးမှာရှိတယ်မှတ်သားဆိုတာမျက်နှာအနေထားမျက်လုံးအနေထားသွားအနေထားနှာခေါင်းအနေထားနားရွက်အနေထားခန္ဓာကိုယ်အနေထားတွေအားလုံး32မျိုးသောမဟာပုရိသလက္ခဏာလို့ဆိုတာဘုန်းကြီးတို့အကျေဟောထားတာရှိတယ်ပါရမီပုံရိပ်အမှတ်တစိတ်များလို့ဆိုပြီးတော့ထူးခြားတဲ့ကုသိုလ်ကောင်းမှုပြုထားတဲ့ကုသိုလ်ရှင်တွေမှာဒီအမှတ်သားတွေကိုရခဲ့ရှိတယ်လို့32မျိုးသောအမှတ်သားတွေကိုရရှိနိုင်တယ်ပေါ့အဲ့ဒါထူးခြားတဲ့ကုသိုလ်ကောင်းမှုရဲ့အမှတ်သားတွေဒ
ဒီကနေ့ခေတ်မှာလည်းပဲလူတိုင်းဟာရုပ်အစင်းချင်းပုံပန်းတရံချင်းမတူညီကြဘူးမတူညီတော့ထူးခြားတဲ့အမှတ်သားလေးတွေလူတိုင်းမှာလည်းရှိတယ်အဲ့ဒီရှိတဲ့အမှတ်သားလေးတွေဟာဘဝတစ်ခုမှာကောင်းမှုတွေကိုပြုပြီးတော့ထိုကောင်းမှုကုသိုလ်ရဲ့အစွမ်းတတ္တိအနေနဲ့ပေါ်လွင်ထင်ရှားလာတဲ့အမှတ်သားများတာဖြစ်တယ်လို့ဒီလိုမှတ်သားရအောင်ကောင်းမှုအမျိုးစုံပြုတဲ့ပုဂ္ဂိုလ်မှာသူများတဲ့ထူးချွန်ထက်မြက်တဲ့အနေအထားမျိုးကိုရရှိဘုရားလုံးလေးမွေးဖွားလာတဲ့အခါမှာ32ပါးသောယောက်ျားမြတ်လက္ခဏာတွေဖေရင်ကျမ်းမှာပါရှိတာတွေနဲ့တိုက်ဆိုင်ပြီးတော့မြင်ရတဲ့အမှတ်သားတွေကိုကြည့်ပြီးတဲ့အခါဒီပါရမီပုံရိပ်အမှတ်တစိမ့်တွေကြောင့်မို့လို့ဟောဆိုချက်2မျိုးပဲထုတ်တယ်စัจ java ရိမင်းဖြစ်မယ်သို့မဟုတ်ဖျားဖြစ်မယ်လို့ဒီလိုဟောစရံ2ခုထွက်လာအဲ့ဒီမှာစာပေကျမ်းဂန်မှာဘယ်လိုဆိုထားတယ်လို့ဆိုဒီ32မျိုးသောမဟာပုရိသလက္ခဏာတွေနဲ့ပြည့်စုံလာပြီဆိုရင်လူဟာသူ့အတွက်2မျိုးပဲဖြစ်နိုင်တယ်ပေါ့ဒွေယေဝဂတိယောဘဝန္တိသူ့ရဲ့အလားအလာဟာ2ခုပဲရှိတယ်အဲ့ဒီ2ခုကဘာလို့ဆိုလို့ရှိရင်လူဘဝမှာနေရင်ရိမင်းသူတော်စင်ဘဝပြောင်းလို့ရှိရင်သမ္မာသမ္ဗုဒ္ဓဖရာလို့ဒီ2လမ်းဗေဒကျမ်းဂန်တွေကိုကြည့်ပြီးတော့ရှင်းတုန်းကတည်းကဒီလိုပဲဟောလာမဟာပုရိသလက္ခဏာကျမ်းဆိုတာရှိတယ်အခုမြန်မာပြည်မှာတော့လက္ခဏာလို့ပြောနေကြတာလက်ဖွားပဲကြည့်ပြီးဟောနေတာတခြားတွေမပါဘူးနော်အဲ့ဒီလက်ဖွားကအမှတ်သားလို့ထင်ပြီးတော့ပြောရကနေလက္ခဏာခြေဖွားဟောတဲ့အခါကျတော့ခြေခဏလို့ဆိုပြီးလွဲမှားစွာအသုံးပြုကြတယ်တကယ်ကတော့လက်ခဏဆိုတဲ့စကားလုံးကဒီလက်ဖွားကိုပြောတာမဟုတ်ဒီလက်ဆိုတာပါဠိစကားကလက္ခဏာပါဠိစကားလုံးလက္ခဏာဆိုဒီမှာအမှတ်အသားဒီကလုံးမှာရှိတဲ့အမှတ်အသားထူးခြားတဲ့အမှတ်အသားတွေကိုကြည့်ပြီးတော့ဒီလိုဆိုတာပါအဲ့တော့စัจ java ရိမင်းလို့စัจ जा မင်းလို့ဆိုတာဘယ်လိုပုဂ္ဂိုလ်မျိုးလဲလို့ဘုရားစာပေထဲမှာလေ့လာကြည့်တဲ့အခါမှာပါဠိလိုဘယ်လိုရေးထားတော့ရာဇာဟောတိစက္ကဝတ္တိတဲ့အဲ့ဒီစက္ကဝတ္တိဆိုတဲ့စကားလုံးကိုကြည့်ပြီးတော့မြန်မာလိုပြန်တဲ့အခါမှာစัจ जा မင်းသို့မဟုတ်စက္ကဝတ္တိကနေစัจ java ရိလို့ဒီလိုပြန်ညာဗမာမှုပြုပြီးတော့ပြောတာစัจ java ရိမင်းစက္ကဝတ္တိဆိုတဲ့အဓိပ္ပာယ်ကစัจ जा ယရဏကိုလီပတ်စေတတ်တဲ့မင်းလို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့တော့သူ့ရဲ့အနေထားဂုဏ်ကြီးတွေကိုပြောတဲ့အခါမှာဒီစัจ java ရိမင်းဟာဓမ္မိကောတဲ့အဓမ္မတရားဥပဒေကိုယူသိလေးစားတယ်ကုသိုလ်တရားကိုလေးစားတယ်တရားကိုကျင့်ကြံကြိုးကိုအထုတ်တဲ့ပုဂ္ဂိုလ်ဓမ္မရာဇာတရားနဲ့မင်းဖြစ်လာတဲ့ပုဂ္ဂိုလ်ဒါသူ့ရဲ့အရေးချင်းနေဓမ္မိကောကောင်းတဲ့ကိုချင်းတရားတွေနဲ့ရှိတယ်ကိုချင်းတရားတွေကိုလေးစားလိုက်နာတယ်ဓမ္မရာဇာတကယ်တရားဥပဒေနဲ့အညီမင်းဖြစ်လာတယ်သတုရန္တောဝိစိတာဝေသတုရန္တောဆိုတာအရှိအနောက်တောင်မြောက်လို့ဆိုတဲ့ပင်လေသမုဒ္ဒရာအဆုံးသတ်ရှိတဲ့မြေကိုပိုင်ဆိုင်တယ်သူ့နိုင်ငံကျယ်ဝန်းတယ်လို့ဒီလိုပြောတာပင်လေအဆုံးထိအောင်ဝိစိတာဝေရန်သူခတ်သိမ်းကိုအောင်နိုင်ပြီးသားဖြစ်တယ်ဆိုလိုတာစัจ जा မဲမှာရန်သူဆိုတာမရှိဘူးတိုက်ခိုက်ရမယ်ရန်သူဆိုတာမရှိဘူးအမှန်တမ်းငြိမ်းချမ်းတယ်စနပဒထာဝရိယပတ္တောသူပိုင်ဆိုင်တဲ့တိုင်းနိုင်ငံဟာအမှန်တမ်းခိုင်မာတယ်လို့ဒီလိုပြောတာ
အဲ့ဒါလို့ခိုင်မာတဲ့တိုင်းပြည်ရှိတဲ့မင်းတရားလို့ဒီလိုပြောတာအဲ့တော့သူ့ရဲ့အခြေအနေကစัจ java ရိမင်းဆိုတာကုသိုလ်ကမ္မပဋ္ဌတရား10ပါးတရားနဲ့အညီအုပ်စိုးတဲ့ကျွန်းကြီး၄ကျွန်းအပါအဝင်ပင်လယ်တွေနှခမ်းသက်ထားတဲ့ကျွန်းမြေတစ်ခုလုံးကိုပိုင်ဆိုင်တယ်သူပိုင်ဆိုင်တဲ့နေရာမှာပိုင်ဆိုင်မှုဟာချန့်ခိုင်တယ်ဒါရင်လားလို့ဆိုနောက်ကနှစ်ခုပါတတ္တရတနာသမဏဂတောယရဏ9ပါးယရဏ9မျိုးပိုင်ဆိုင်သူဖြစ်တယ်စတုဟိဣဋ္ဌိဟိသမဏဂတောသူ့မှာအစွမ်းတကူ၄မျိုးရှိတယ်လို့ဒါစัจ java ရိမင်းနဲ့ပတ်သက်ပြီးဘုရားစာပေတွေမှာဒီလိုဆိုလို့ရှိတယ်ပေါ့အဲ့တော့သူပိုင်ဆိုင်တဲ့ယရဏ9ပါးဆိုတာဘာလဲလို့ဆိုလို့ရှိရင်အခုခေတ်နဲ့တော့တစ်မျိုးပေါ့နော်ရှေးခေတ်အနေနဲ့သူကဘာလို့ဆိုနံပါတ်1ကစက္ကယရဏယရဏဆိုတဲ့စကားလုံးကသူကနှစ်သက်စရာကောင်းတဲ့အရာတစ်ခုသို့မဟုတ်ရာခဲတဲ့အရာတစ်ခုရလာလို့ရှိရင်မျက်နှိုးပွဲကောင်းတဲ့အရာကိုယရဏလို့ခေါ်တယ်ခုခေတ်လည်းဒီစကားလုံးကိုပဲမြန်မာတွေမှာသုံးနေကြတာပေါ့ယရဏဆိုတဲ့စကားလုံးအဲ့တော့စက္ကယတနာဆိုတာစက္ကဆိုတဲ့အဓိပ္ပာယ်ကလှဲပြီးလို့ဘီကြီးတစ်ခုပေါ့နော်စက္ကယတနာဒါကြောင့်မို့လို့လှဲပြီးတရံလောက်ပြီးတော့ပြလိုက်ရှိတယ်ပေါ့ဒီဘုရားဘာသာအမှတ်သားတွေထဲမှာဆိုလို့ရှိရင်မဂ္ဂင်၈ပါးကိုစားပြုတဲ့စက်ဝိုင်း24ပစ္စည်းကိုစားပြုထားတဲ့စက်ဝိုင်းအဲ့ဒီစက်ဝိုင်းတွေကိုအသုံးပြုကြတယ်ဒီမှာစက္ကဆိုတာဘီးကိုပြောတာပဲဆိုလိုတာကလှဲဘီးနဲ့လားသရံတူတဲ့ဘီးအခုကကားဘိန်းနေနဲ့တော့မတူဘူးပေါ့နော်လှဲဘိန်းနဲ့တူတဲ့ဘိန်းအဲ့ဒီမှာအကန့်ပေါင်း1000ရှိတယ်အကန့်တောက်ကလေးတွေ1000ပါတယ်အဲ့ဒါလို့အကန့်နေနဲ့လှဲပြီးရဲ့ပုံတရံတိုင်းအကွတ်ရဲ့နောက်ပုံတောင်းရဲ့ဆိုတာဝင်ရိုးတက်တဲ့နေရာကိုပုံတောင်းလို့ခေါ်တာအဲ့ဒီအကန့်နေနဲ့ပုံတောင်းအလေကောင်ကထက်ဒီတောင်းလေးတွေအကန့်ကလေးတွေထိန်းထားတာကိုအကွတ်လို့ခေါ်တာပါဠိလိုတော့နေမိလို့ခေါ်တယ်အဲ့ဒါလို့လဲပြီးမှခေါ်တဲ့အခေါ်အတိုင်းအကွတ်ရဲ့အကန့်ရဲ့ပုံတောင်းရဲ့အဲ့ဒါတွေနဲ့ပြည့်ပြည့်သွားပါလဲပြီးရဲ့ပုံတရံစัจ java ရဏကြီးရဲ့ပုံကိုအဲ့လိုဖော်ပြတော့လဲပြီးရဲ့ပုံတရံနဲ့တူတယ်တဲ့အဲ့ဒီစัจ java ရဏကိုသူကပိုင်ဆိုင်တယ်ပေါ့နောက်တစ်ခါဆင်ယရဏအမတန်မှအစွမ်းထက်ပြီးတော့ကောင်းကင်ကိုပြန်နိုင်တဲ့ဆင်လိမ္မာအမတန်မှလည်းလျင်မြန်တယ်ဆင်လိမ္မာကိုလည်းပိုင်ဆိုင်တယ်အတ္တယတနာမြင်းယတနာကိုလည်းပိုင်ဆိုင်တယ်ခုခေတ်မှာဆိုရင်တော့ဆင်မြင်းနေတဲ့ကောင်းတာတွေပေါ်တော့ထိုခေတ်ကတော့အမတန်မှငြိမ်သက်အေးချမ်းတဲ့အနေအထားနေနဲ့ဒါအကောင်းဆုံးယဉ်နေလို့ပြောမှာပေါ့နောက်တစ်ခုကမဏိယတနာပရမယယတနာကိုလည်းပိုင်ဆိုင်တယ်အဋ္ဌိယတနာမိဖုရားယတနာကိုလည်းပိုင်ဆိုင်တယ်ဂါဟပတိရတနာပစ္စည်းဥစ္စာလိုလို့ရှိရင်ထောက်ပံ့ပေးမဲ့တထေးယတနာကိုလည်းပိုင်တယ်နောက်ဆုံးတစ်ခုကျတော့ပရိနာယကယတနာတဲ့တာကြီးယတနာလို့ခေါ်တယ်စัจ java ရိမင်းမှာတာဝန်ဝတ္တရားတွေအများကြီးထောင်းဆောင်ကြရမလို့ဘူးတိုင်းပြည်ကိုအုပ်ချုပ်ပြီးတော့ထိမ့်ကွက်ပေးရုံပဲကိစ္စဝိစ္စအားလုံးကိုပရိနာယကယရဏလို့ခေါ်တဲ့တာကြီးယရဏအကုန်စီမံခန့်ခွဲသွားတယ်လို့ဒီလိုဆိုအဲ့ဒီလိုယ
ယရဏ9ပါးနဲ့ပြည့်စုံတဲ့စည်းစိမ်ချမ်းသာကိုသူရရှိခဲ့လို့နောက်တစ်ခုကတော့တကူ၄မျိုးနဲ့ပြည့်စုံတယ်ပြည့်စုံမှု၄မျိုးလို့ဆိုလိုတာပဲတကူဆိုတာပြည့်စုံမှု၄မျိုးဆိုတာဘာတော့လို့ဆိုအဲ့ဒီခေတ်ကလူသားတွေတဲပဲစัจ जा မင်းဟာရုပ်အစင်းအမတန်မှလှပတယ်သူများတွေတဲ့ပို့ပြီးတော့ရုပ်ချောတယ်ခန့်တယ်ဒီလိုဆိုလို့လူသားတွေထဲမှာအခန့်ဆုံးအချောဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဒါကသူ့ရဲ့ဒီအစွမ်းတစ်ခုနောက်တစ်ခုကသူများတဲ့ပို့ပြီးတော့အသက်ရှည်တယ်သူများတဲ့ပို့ပြီးတော့ကျန်းမာရေးကောင်းတယ်တိုင်းသူပြည်သားတွေအားလုံးရဲ့ချစ်ခင်မှုကိုရတယ်လို့ဟောဒီဒါကိုပဲအစွမ်းတကူ၄မျိုးလို့ဒီလိုသုံးတာစัจ जा မင်းကသူ့မှာပြည့်ပြည့်စုံတဲ့အစွမ်း၄မျိုးဟာဒီ၄မျိုးပဲရုပ်အစင်းလှပခြင်းအသက်ရှိခြင်းကျန်းမာရေးကောင်းခြင်းတိုင်းသူပြည်သားတွေရဲ့ချစ်ခင်မှုကိုရရှိခြင်းလို့ဆိုတဲ့ဒီ၄မျိုးနဲ့လည်းပြည့်စုံတယ်တဲ့အဲ့ဒီစัจ जा ဝိမင်းနဲ့မှာအင်မတန်မှတတ္တိကောင်းပြီးတော့ရဲရဲနဲ့ကြိုးစားအားထုတ်ပြီးတော့အကယ်၍များရန်သူရှိမယ်ဆိုလို့ရှိရင်ရန်သူစစ်တပ်ကိုနှိပ်ကွပ်နိုင်တဲ့အာဇာနည်သူရဲကောင်းသား1000ကျော်ရှိတယ်လို့ဒီလိုဆိုလိုက်တော့အာဇာနည်သူရဲကောင်းသား1000ကျော်ရှိတယ်အဲ့ဒီစัจ जा ဝိမင်းဟာပင်လယ်နဲ့နှခမ်းတတ်ထားတဲ့ကဘာမြေကြီးကိုဒုဒ္ဓလက်နဲ့ကရိယာနဲ့အုပ်ချုပ်ပိုင်ဆိုးတာမဟုတ်ဘဲနဲ့တရားသဖြင့်အဲ့ဒီနိုင်ငံတွေကိုအကုန်လုံးပိုင်ဆိုင်ပြီးတော့အထွတ်ထိပ်ရောက်တာတဲ့ဒီလိုဆိုလိုတယ်ပေါ့အဲ့ဒါလို့စัจ जा ဝိမင်းဟာဒီလိုစัจ जा ယရဏပိုင်လိုက်တာနဲ့တပြိုင်နက်သူကအားလုံးကိုပိုင်ဆိုင်နိုင်တဲ့အနေထားဒါကပုံမြင်တဲ့ကအရာတွေလားလို့ဆိုတော့မဟုတ်ဘူးမြတ်စွာဘုရားကဘာလို့ဆိုရင်လူတွေရဲ့လှုပ်ထားတဲ့ကုသကံရဲ့အကျိုးတရားဟာတကယ်အကျိုးပေးပြီဆိုလို့ရှိရင်ဒီလိုအနေအထားမျိုးတွေကိုအကုန်လုံးဖြစ်ပေါ်စေနိုင်တယ်ဆိုလိုတာကတော့ကံကံရဲ့အကျိုးတရားဟာအမှန်တမ်းထူးခြားတယ်ဆန်းပြားတယ်လောကလူတွေဟာကံချင်းမတူသည့်အတွက်ကြောင့်ဒီကနေ့ခေတ်မှာလည်းရှိတယ်လေကြိုးစားကြပေမဲ့လို့ကံရဲ့အဆုံးဖြတ်ကိုခံကြရတာကြီးပဲကံကောင်းတဲ့ပုဂ္ဂိုလ်တွေကပို့ပြီးတော့အထက်ကိုရောက်သွားကြတယ်ကံကောင်းတဲ့ပုဂ္ဂိုလ်ကံမကောင်းတဲ့ပုဂ္ဂိုလ်ကံချင်းကြတော့ရှင်လို့မရဘူးပေါ့အဲ့ဒါလို့ကံကောင်းရင်အထက်ကိုရောက်ပြီးတော့သွားတဲ့အနေအထားမျိုးလိုပဲဒီစัจ जा ဝိမင်းဆိုတာသူဘဝကပြုလုပ်ခဲ့တဲ့ကုသိုလ်ကံတွေရဲ့အကျိုးကျေးဇူးတွေအကျိုးတရားတွေကိုသူရရှိခံစားရခြင်းသာဖြစ်တယ်ပေါ့အဲ့တော့လူချမ်းသာလို့ဆိုတဲ့အဲမှာစัจ जा ဝိမင်းရဲ့ချမ်းသာဟာအကြီးမားဆုံးပဲလို့ဒီလိုမြတ်စွာဘုရားဟောတယ်လူချမ်းသာတဲ့မှာစัจ जा မင်းရဲ့ချမ်းသာအကြီးဆုံးအဲ့တော့သူ့မှာတိုက်ခိုက်เสียရန်သူလည်းမရှိဘူးအင်တန်မှဒီအစွမ်းထက်တဲ့စီးเสียရင်နေနဲ့ပြည့်စုံတယ်ဒါကရှေးခေတ်ကာလကထူးခြားတဲ့အနေအထားတစ်ခုပြောပြတာပေါ့နော်စัจ जा ဝိမင်းဆိုတာအဲ့လိုဘုံကံပါရမီနဲ့ပြည့်စုံပြီးတော့ရရှိလာတဲ့စီးစိမ်ချမ်းသာပဲအဲ့တော့ဒီလိုစัจ जा ဝိမင်းနေဟာဒီအတိတ်ကံတက်ကြောင့်ကြီးဒီလိုစัจ जा ယရဏအစတဲ့ယရဏ9ပါးကိုရတာလားလို့ဆိုတော့မဟုတ်ဘူးသူတို့ဟာတရားဓမ္မကိုကျင့်ကြံကြိုးကိုအထောက်ကြတယ်အနည်းဆုံး10ပါးသီလလုံညောင်ထိမ့်သိမ်းဆောက်ရှောက်ဟုတ်အဲ့ဒါလို့လုံညောင်ထိမ့်သိမ်းဆောက်ရှောက်မှာဒီစัจ जा ယရဏဆိုတာရဒါကြောင့်မို့စัจ जा ဝိမင်းနေဟာဒီစัจ जा ယရဏရဖို့ဆိုရဲမှာစက္ကဝတ္တိဝတ်ဆိုတဲ့စัจ जा ဝိမင်းနေကျင့်သုံးရတဲ့ကျင့်ဝတ်ကိုလိုက်နာကျင့်သုံးကြတယ်အဲ့တော့စัจ जा ဝိမင်းနေစัจ जा ယရဏရဖို့အတွက်သူတို့
ဘာတွေကိုလိုက်နာပြီးတော့လောက်ကြရလဲလို့ဆိုလို့ရှိရင်စက္ကဝတိသုတ်တံမှာမြတ်စွာဘုရားဟောထားတာရှိတယ်။ဘာနဲ့အကြောင်းပြုပြီးတော့ဟောထားတော့လို့ဆိုတော့ဖခင်လှုပ်တဲ့စัจ जा မင်းကြီးကအသက်အရွယ်ကြီးတဲ့အခါမှာတဲ့ယသိဝတ်သွားယသိဝတ်သွားတော့9 ရက်လဲရှိရောသူရထားတဲ့စัจ जा ယရနာကြီးဟာနေရာကနေပြီးရုတ်တရက်ပျောက်ဆုံးပြီးတော့သွားတယ်အမတမအစွမ်းထက်တဲ့စัจ जा ယရနာကြီးဟာလဲပင်ကြီးပေါ့ဒီအမတမယရနာတွေနဲ့ပြုလုပ်ထားတဲ့ကန့်ကြောင့်ဖြစ်ပေါ်လာတဲ့ဒီစက်ဝန်းကြီးဟာပျောက်ကွယ်သွားတယ်ပျောက်ကွယ်သွားတဲ့အခါကျတော့ဒီဘုရင်ကြီးကိုဆက်ခံတဲ့သူ့သားကစัจ जा မဲမဟုတ်သေးဘူးအဲ့တော့သူကစัจ जा ယရနာကြီးပျောက်သွားတယ်ဆိုတော့စိုးရင်ထိတ်လန့်ပြီးတော့သူ့အဖေယသိကြီးစီသွားတယ်သွားပြီးတော့စัจ जा ယရနာကြီးတော့ပျောက်သွားပြီဘယ်လိုလုပ်မလဲပေါ့ဆိုတော့အဲ့ဒီဖခင်ယသိကြီးကရှင်းပြတယ်နာဟိတေတာတဒိဗ္ဗံစက္ကယရဏပိဋိကံဒါယဇံသူ့အဖေရှင်းပြတာဘာရှင်းပြလဲဆိုငါဒီအစွမ်းတကူယရဏကြီးဆိုတာမင်းအဖရဲ့အမွေကိုခံလို့မရဘူးတဲ့အမွေခံပစ္စည်းမဟုတ်ဘူးတဲ့ဒါအမွေခံလို့မရတဲ့ပစ္စည်းနော်ဒါဖခင်ရဲ့အမွေပဲဆိုပြီးတော့အမွေယူခြင်းလို့မရဘူးတဲ့ကိုယ်ကံနဲ့မှကိုရနိုင်တာလို့ပြောတာနော်အဖေကပေးနိုင်တဲ့အမွေပစ္စည်းမျိုးမဟုတ်ဘူးတဲ့မင်းအဲ့ဒီစัจ जा ယရနာရဖို့အတွက်စัจ जवरी မင်းနေလိုက်နာကျင့်သုံးရမယ်ကျင့်ဝတ်ကိုကျင့်ပါတဲ့အဲ့ဒါလို့ကျင့်လို့ရှိရင်စัจ जवरी မင်းကျင့်ဝတ်အတိုင်းလိုက်နာကျင့်မယ်ဆိုရင်လာပြီနေ့ဥပုပ်နေ့မှာလာပြီဥပုပ်နေ့မှာဥပုပ်သီလစောင့်တည်ပြီးတော့စောင့်ကြည့်လိုက်အဲ့ဒီအချိန်မှာမင်းရတိုက်လို့ရှိရင်စัจ जा ယရနာဟာရလာပါလိမ့်မယ်လို့ဒီလိုပြောတာအဖေကအမွေပေးလို့ရတဲ့ပစ္စည်းမဟုတ်ဘူးရကျင်လို့ရှိရင်ငါလုပ်တယ်လို့လုပ်ရမယ်စัจ जा မင်းရဲ့ကျင့်ဝတ်ကိုကျင့်ရမယ်ဆိုအဲ့တော့သူကမေးတယ်စัจ जा မင်းကျင့်ဝတ်ဆိုတာဘာတွေတုံးလို့ဆိုရှင်းပြတယ်စัจ जा မင်းကျင့်ဝတ်ဆိုတာတဲ့တခြားဟာမဟုတ်ဘူးဓမ္မကိုအလေးထားရမယ်ဓမ္မကိုယူသိရမယ်ဓမ္မကိုမြတ်လို့ရမယ်ဓမ္မကိုအောင်လံတကွန်အနေထားဓမ္မကိုအကြီးအကဲနေရာထားပြီးနေဖို့လိုအပ်တယ်ဆိုလိုတာကဒီပါဏာတိပါဒမရှောင်ခြင်းအရိဏဓမ္မနာမရှောင်ခြင်းလို့ဆိုတဲ့ကုသကမ္မပဋ္ဌတရားတွေကိုပြောတာအဲ့ဒီကုသကမ္မပဋ္ဌတရားတွေကိုအကြီးအကဲထားပြီးလေးလေးစားစားမြတ်မြတ်နိုးနိုးစောင့်ရှောက်ဖို့လိုအပ်တယ်တဲ့အဲ့ဒါလို့လေးစားမြတ်နိုးပြီးစောင့်ရှောက်ပြီးတဲ့အခါမှာမိမိနဲ့ပတ်ဝန်းကျင်တတ္တဝါတွေအပေါ်မှာနော်တရားနဲ့လျော်ညီတဲ့လုံခြုံရေးနဲ့စောင့်ရှောက်ရေးကိုစီမံပေးရမယ်လို့ဒီလိုပြောတယ်ရက်ခာဝရဏဂုတ်တိန်လုံခြုံမှုကာကွယ်မှုစောင့်ရှောက်မှုဆိုတာဒါတွေကိုစီမံဆောင်ရွက်ရမယ်တဲ့ဘယ်သူတွေပေါ်စီမံဆောင်ရွက်ရတာတုံးဆိုနံပါတ်1မိမိရဲ့နန်းတွင်းသူနန်းနေသားတွေပေါ်မိမိရဲ့အတွင်းနေမိသားစုတွေရဲ့အပေါ်မှာလုံခြုံရေးကိုထိုင်တိုင်းစောင့်ရှောက်ပေးရမယ်တရားနဲ့လျော်ညီတဲ့စောင့်ရှောက်မှုပေးရမယ်အဲ့ဒီတရားနဲ့လျော်ညီတဲ့စောင့်ရှောက်မှုဆိုတာကျွေးမွေးတာအစနော်လူလီလေးမရှိအောင်ထောက်ပံ့ပေးထားတဲ့သဘောကိုပြောတာနောက်တစ်ခုကဗလကာယတမေမိမိကိုစောင့်ရှောက်နေကြတဲ့ကိုရန်တော်စစ်တပ်အပေါ်မှာလည်းပဲတရားနဲ့လျော်ညီတဲ့စောင့်ရှောက်မှုကိုပေးရမယ်လာကပေးတာတို့နေမကောင်းထိုင်မသာရှိရင်ပြုစုစောင့်ရှောက်ပေးတာတို့အခွင့်အရေးတွေအကုန်လုံးဒီလိုဆိုလို့တယ်နံပါတ်3ကခတ္တိယေတုအနုယံတေတုအချမ်းရံဖြစ်နောက်ကလိုက်လေရှိကြတယ်လက်အောက်ခံဘယင်နေဆိုတာရှိတယ်ပေါ့နော်ဟို
ဘယင်ကံတွေပေါ့ပြည်နယ်တွေမြို့နယ်တွေမှာရှိတဲ့ဘယင်ကံတွေအဲ့ဒီဘယင်ကံမင်းတွေအပေါ်မှာလည်းပဲထိုက်တဲ့နဲ့ဆောင်းရှောက်မှုပေးရမယ်နံပါတ် 4ကဗြဟ္မဏဂဟပတိကေတုတိုင်းသူပြည်သားတွေပေါ်မှာထိုက်တဲ့လျောက်ဆောင်းရှောက်မှုပေးရမယ်မြို့မှာရှိတဲ့တိုင်းသူပြည်သားတွေပေါ်မှာထိုက်တဲ့လျောက်ဆောင်းရှောက်ပေးရမယ်နံပါတ် 5ကနေဂမစနပရိတုတွေနေမှာနေကြတဲ့လူထုတွေပေါ်မှာလည်းဆောင်းရှောက်မှုပေးရမယ်နံပါတ် 6ကသမဏဗြဟ္မဏေတုရှင်းတော့ကဘာသာရေးသမားတွေကိုခြုံပြီးတော့ခေါ်လိုက်တဲ့အခါမှာသမဏဗြဟ္မဏလို့ခေါ်တယ်ဂေါရမဗုဒ္ဓကသမဏအုပ်စုထဲမှာပါတယ်ဗြဟ္မဏေကြတော့ဗြဟ္မဏအုပ်စုထဲမှာပါတယ်အဲ့တော့အဲ့ဒီသမဏဗြဟ္မဏဆိုတဲ့ဘာသာရေးတရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲတရားနဲ့ညီတဲ့ဆောင်းရှောက်မှုကိုပေးရမယ်နံပါတ် 9ကြတော့မိဂပက္ခိတုသားငှက်တိရစ္ဆာန်တွေကိုဆောင်းရှောက်မှုပေးရမယ်အဲ့တော့ပေးတယ်ဆိုတာဘာတွေတုံးဆိုအခုခေတ်ဘေးမဲ့တော်ကြီးတွေနော်အမိတ်ထုတ်ပြီးတော့သားကောင်တွေမဖမ်းဆီးရဘူးငှက်တွေမပြည့်ရဘူးလို့ဘေးမဲ့ပေးထားပြီးဘေးမဲ့တော်ကြီးတွေတတ်မှတ်ပေးတာဒါတရားသဖြင့်ဆောင်းရှောက်တယ်လို့ခေါ်တာပဲတရားသဖြင့်ဆောင်းရှောက်ပြီးတော့ပေးတာတိရစ္ဆာန်တွေဘဝရှင်သန်နိုင်အောင်ယက်တည်နိုင်အောင်ဆောင်းရှောက်ပြီးတော့ပေးတယ်ဟောနောက်တစ်ခုနံပါတ် 8ကျတော့ဗာပြောတော့မာစတိတာတဝိသိတိအတ္တမကာရောပုတ္တိဋ္ဌာငါသားမင်းနိုင်ငံမှာမတရားတဲ့အမှုတွေမပေါ်ပေါက်စေနဲ့ဒါလည်းသူလိုက်နာမယ်ကျင့်ဝတ်တစ်ခုပဲနော်နိုင်ငံထဲမှာမတရားတဲ့ကိစ္စတွေမဖြစ်စေနဲ့ထိမ့်သိမ်းဆောက်ရှောက်ရမယ်တရားသဖြင့်ပဲဖြစ်စေရမယ်ဟောမာစတိတာတဝိသိတိအတ္တမကာရောပုတ္တိဋ္ဌာဒါကိုမဖြစ်စေနဲ့ကြက်မှတ်ပြီးထိမ့်သိမ်းရမယ်နံပါတ် 9ကျဘာတော့ယေသတိတာတဝိသိတိအဋ္ဌနာအတုတေသင်္စဓနမနုပ္ပဒေယတိဆိုလိုတာကဓနကြေးငွေမပြည့်စုံတဲ့ကိုယ်နိုင်ငံကနိုင်ငံသူနိုင်ငံသားတွေကိုဓနကြေးငွေထောက်ပံ့ပေးရမယ်တဲ့ဒါစัจ जा မင်းကျင့်ဝတ်ထဲမှာဒီလို9နံပါတ်ကဆင်းရဲမွဲတေနေတဲ့ပုဂ္ဂိုလ်တွေကိုထောက်ပံ့ကြေးပေးဖို့အမတော်ကြီးဆိုတဲ့ငွေမျိုးတွေပေါ့နော်ဒီလိုပေးပြီးတော့ဆင်းရဲမှုကိုကာကွယ်ပေးတဲ့သဘောနံပါတ် 10ကျတော့ဘာတော့ဆိုတိုင်းပြည်မှာတရားသဖြင့်တရားဓမ္မကိုကျင့်ကြံကြိုးကိုအထောက်နေကြတဲ့သူတော်စင်တွေရှိတယ်ပညာရှိသူတော်ကောင်းတွေရှိတယ်အဲ့ဒီသူတော်ကောင်းတွေစီတင့်လျော်တဲ့အချိန်ခါကာလမှာစိတ်ကပ်ပြီးတော့ဘောဓုတမေးရမြန်းရတယ်စုံစမ်းရတယ်ဘာတွေမေးမလို့ဆိုလို့ရှိရင်သူကကုသိုလ်ဆိုတာဘယ်ဟာလဲဘယ်ဟာကိုခေါ်ပါတယ်လဲအကုသိုလ်ဆိုတာဘယ်ဟာလဲအပြစ်ရှိတဲ့တရားဆိုတာဘယ်ဟာလဲအပြစ်ကင်းတဲ့တရားဆိုတာဘယ်ဟာလဲလှုပ်တဲ့တရားဘယ်ဟာလဲမလှုပ်တဲ့တရားဘယ်ဟာလဲရှောင်ရမယ့်ဟာကဘယ်ဟာလဲဟောဘယ်ဟာကိုလှုပ်လို့ရှိရင်ရှိကြသောကာလအထိအောင်အကျိုးကျေးဇူးတွေဖြစ်နိုင်ပါသလဲဘယ်ဟာကိုမလှုပ်ဖဲနေလို့ရှိရင်ရှိကြသောကာလပတ်လုံးကောင်းကျိုးချမ်းသာတွေကိုဖြစ်စေနိုင်တယ်လေဘယ်အရာကိုလှုပ်လို့ရှိရင်ရှိကြသောကာလပတ်လုံးဒုက္ခတွေအကျိုးမဲ့တွေဖြစ်နိုင်ပါသလဲဆိုလိုတာကဆောင်ရမှာနဲ့ရှောင်ရမှာဒီနှစ်ခုနားလည်အောင်ပညာရှိသူတော်ကောင်းတွေစီချင်းကပ်ပြီးတော့မေးပါတဲ့အလုံးပေါင်းလိုက်တဲ့အခါကျတော့စัจ java ရိမင်းနေစัจ jaya ရဏပေါ်ဖို့အတွက်လိုက်နာရမယ့်အချက်ကဒီ10ချက်ပဲဒါစัจ java ရိမင်းရဲ့ကျင့်ဝတ်လို့ခေါ်တယ်အဲ့ဒီဒါတွေကိုမေးမြန်းပြီးတဲ့အခါမှာအကုသိုလ်ဖြစ်တဲ့ဟာကိုရှောင်ပါတဲ့ကုသိုလ်ဖြစ်မဲ့ဟာကိုလိုက်နာကျင့်သုံးပါလို့ဒါဟာစัจ java ရိမင်းဖြစ်မဲ့ပုဂ္ဂိုလ်တွေလိုက်နာကျင့်သုံးရမယ်ကျင့်ဝတ်ပဲလို့ဒီလိုရှင်းအဲ့ဒါလို့ရှင်းပြလိုက်တဲ့အတိုင်းလိုက်နာကျင့်သုံးလိုက်တဲ့အခါ15ရက်နေ့လပြည့်နေ့အချိန်မှာ
ကောင်းကင်ကလာပြည့်ဝန်းကြီးကလည်းပေါ်ထွန်းတဲ့အချိန်ပေါ့ဥပုသ္တိလစောင့်တည်ပြီးတော့နေတဲ့အချိန်မှာကောင်းကင်ယံကနေပြီးတော့အမတမထူးခြားတဲ့စัจ jaya ရဏကြီးဟာပေါ်ထွန်းလာပြီးတော့ဒီစัจ java ရိမင်းဖြစ်မဲ့ပုဂ္ဂိုလ်ရဲ့နန်းရင်ပြင်ကိုအလှဆင်ပြီးတော့စัจ jaya ရဏကြီးရောက်ရှိလာတယ်လို့ဒီလိုဆိုတာပဲအဲ့တော့ဒီရလာတဲ့အရာကကုသိုလ်ကြောင့်ရတာဖြစ်တယ်မိမိရဲ့အစွမ်းတတ္တိအတိတ်ကကုသိုလ်နဲ့ပစ္စုပန်မှာကျင့်ကြံကြိုးကိုအထုတ်တဲ့တရားအစွမ်းကြောင့်ရလာတဲ့စัจ jaya ရဏပဲအမွေပေးလို့လည်းမရဘူးလိုချင်တဲ့လူကလူယူတိုက်ခိုက်ပြီးတော့ယူလို့လည်းမရဘူးဒါကကုသိုလ်ရဲ့အကျိုးသက်သက်မျှတာဖြစ်တယ်ပေါ့အဲ့ဒီလိုစัจ jaya ရဏကြီးကိုပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ဟာစัจ java ရိမင်းဖြစ်ပါတယ်လို့ဒီလိုဆိုတာအဲ့တော့မြတ်စွာဘုရားကဒီစัจ java ရိမင်းအကြောင်းကိုဟောတယ်ဆိုတာဟာတကယ်တော့ကံကံဤအကျိုးကိုထင်ပေါ်စေတယ်ထင်ရှားစေတယ်ပေါ့လောကလူတွေဟာကောင်းတဲ့အလုပ်လည်းလုပ်ကြတယ်မကောင်းတဲ့အလုပ်ကိုလည်းလုပ်ကြတယ်အပြစ်ရှိတဲ့အလုပ်ကိုလည်းလုပ်တယ်အပြစ်ကင်းတဲ့အလုပ်ကိုလည်းလုပ်တယ်လုပ်သမျှတွေဟာအကောင်းအဆိုးဆိုတဲ့ဟာတွေကမိမိရဲ့တဏ္ဍာမှာကံတရားအနေနဲ့ဖြစ်ပြီးတော့ထိုကံတရားတွေရဲ့အကျိုးတရားကိုလက်ခံရရှိကြအားအဲ့ဒါလို့လက်ခံရရှိတယ်လို့မြင်တဲ့အမြင်ကိုကမ္မတက္ကတာသမ္မာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီကမ္မတက္ကတာသမ္မာဒိဋ္ဌိကိုထင်ရှားပေါ်လွင်စေအောင်ဒီဟာကိုပြတဲ့အနေနဲ့မြတ်စွာဘုရားကစัจ java ရိမင်းအကြောင်းကိုဒီလိုဟောတာအဲ့တော့လောကလူသားတွေဟာလူတွေအနေနဲ့ဒီအကောင်းဆုံးအနေထားတစ်ခုကိုရရှိဖို့ဆိုတာစัจ java မင်းစည်းစိမ်ဟာအကောင်းဆုံးအနေထားတစ်ခုပဲအနေထားတစ်ခုရရှိဖို့အတွက်ကုသိုလ်ကောင်းမှုရဲ့အကျိုးခံစားကြရတာကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တိုင်းကုသိုလ်ကောင်းမှုရဲ့အကျိုးကိုခံစားကြရတယ်ဒီလိုဆိုတာစัจ java ရိမင်းကြီးရဲ့ဒီခုနှစ်ပါးအမှန်တမ်းထူးခြားတယ်ဒုက္ခနဲ့ဒုက္ခနော်ဒုက္ခချမ်းသာလွယ်ကူမှုကိုသူကအများကြီးပေးတယ်ပေါ့အဲ့တော့စัจ jaya ရဏကြီးကတက်စီးရတဲ့အရာတော့မဟုတ်ဘူးလှဲဘိန်းကြီးလူယရဏတွေနဲ့စီကျဲထားတဲ့ဘိန်းကြီးပဲဘီးကြီးပဲအမတမလှပတယ်စัจ java ရိမင်းကြီးကစัจ jaya ရဏရောက်လာတဲ့အခါမှာစัจ jaya ရဏကြီးရဲ့အစွမ်းတကူနဲ့သူသွားရတယ်ဆိုတာခုခေတ်လေးမြန်လို့စီးသွားတာတော့မဟုတ်ဘူးသူဘယ်လိုလုပ်တုံးဆိုတော့လက်ဝဲလက်နဲ့ရေကရားကိုကင်ပြီးတော့နော်စัจ jaya ရဏကြီးပေါ်မှာရေသွန်းလောင်းပြီးတော့သူကအရှင်စัจ jaya ရဏလေပတ်ပါအောင်နိုင်မှုကိုပေးပါလို့ရေကရားနဲ့သွန်းလောင်းလိုက်တဲ့အခါစัจ jaya ရဏကြီးဟာဆက်နှိုးလိုက်တယ်လို့ပဲတဲ့လေပတ်လာပြီးတော့စัจ java ရိမင်းရောထိုမင်းရဲ့အချမ်းရံပရိသတ်တွေရောစစ်တပ်အင်္ဂါ၄ပါးနဲ့တကွစัจ java ရိမင်းဒီဟာစัจ jaya ရဏကြီးလေပတ်တဲ့နောက်မှာပါရှိပြီးတော့သွားတယ်လို့ဒီလိုဆိုတာခုခေတ်နေနဲ့တော့အလွန်ထူးဆန်းတယ်လို့ပြောရမှာပေါ့နော်လွန်ထူးဆန်းတယ်ယုံကြည်မှလည်းယုံကြမှာပေါ့ဘာလို့လဲဆိုတနေ့တစ်ခေတ်ခုခေတ်အနေနဲ့မဖြစ်နိုင်တဲ့ဟာမျိုးတွေဖြစ်လာတယ်ပေါ့အဲ့တော့ကံကြမ္မာရဲ့ထူးခြားမှုဆိုတာတော့အမှန်တမ်းတစ်ခေတ်နဲ့တစ်ခေတ်မတူတာတွေရှိတယ်ပေါ့ရှေးခေတ်ကရှိခဲ့တာတွေခုခေတ်မှာပျောက်ကွယ်သွားတာတွေအများကြီးရှိတယ်ရှေးခေတ်ကမရှိတာတွေခုခေတ်မှာပေါ်လာတာတွေလည်းအများကြီးရှိတယ်သို့သောကံတရားရဲ့အစွမ်းအစဆိုတာအမှန်တမ်းကြီးမားတယ်လို့ဆိုတာယုံကြည်ကြရတာအဲ့တော့စัจ jaya ရဏကြီးကဥတည်ပြီးသွားတဲ့နောက်ကိုစัจ java မင်းကြီးရဲ့ဆန္ဒအတိုင်းစัจ jaya ရဏကြီးကသွားတယ်အားလုံးအတူတကွလိုက်ပါပြီးတော့လူရစခန်းကိုရောက်ကြတယ်အဲ့တော့တခြားနိုင်ငံတစ်ခုစัจ jaya ရဏကြီးနဲ့ရောက်သွားပြီဆိုတဲ့အခါမှာအဲ့ဒီနိုင်ငံကိုအုပ်စိုးနေတဲ့ဘုရင်ကစัจ java မင်းကိုထွက်ပြီးတော့ကြိုတယ်သူ့အနေနဲ့အမှန်တမ်းထူးဆန်းတယ်မရှင်ပြိုင်ဝေါ်မှုထွက်ကြိုတဲ့အခါမှာသူကဘာပြောတာတော့လို့ဆိုရင်အရှင်စัจ java မင်းကြီးကြွတော်မူပါ
ကြွလာတာဟာကောင်းသောကြွလာခြင်းဖြစ်ပါတယ်ဒါအရှင်စัจ जा မင်းကြီးရဲ့နိုင်ငံပဲဖြစ်ပါတယ်ဆုံးမပါသွန်သင်မှာအုပ်ချုပ်ပါလို့ဒီလိုကြိုဆိုတယ် welcome လုပ်တယ်ပေါ့နော်အဲ့ဒီမှာစัจ जा မင်းကဘာပြောတော့ဆိုတဲ့အခါမှာစัจ जा မင်းပြောတဲ့စကားလေးကရိုးရိုးလေးပဲသူမှားတာဘာမှားတော့ဆိုရင်ပါနောနဟန္တဘောတရားဝါရီအသက်ကိုမတတ်သင့်ဘူးမတတ်ပါနဲ့အဒိဏံနာဓိတပါသူများပစ္စည်းကိုမယူပါနဲ့ကာမေတုမိစ္ဆာနာစရိတပါကာမဂုဏ်တွေပေါ်မှာမှားမှားယွင်းယွင်းမကျင့်ပါနဲ့မုတာနပဏိတပါလိန်ညာပြီးတော့မပြောပါနဲ့သူရမေရယမစ္ဆပန္နံနပတ္တပံမူရစေထက်တဲ့အရေးကိုမတော့ပါနဲ့ဆေးဝါးတွေကိုမသုံးပါနဲ့ယထာဗုဒ္ဓင်္စဗုဒ္ဓကိုအုပ်ချုပ်မြဲနေရာတွေကိုယ့်ဘာကိုအုပ်ချုပ်ပါလို့ဒီစကားပဲပြောပြီးတော့သူ့အနေနဲ့ဒီအဲ့ဒီတိုင်းပြည်တစ်ခုအုပ်ချုပ်မြဲပဲအုပ်ချုပ်ပါပိုင်ဆိုင်မြဲပဲပိုင်ဆိုင်ပါဒါတွေကိုတော့ရှောင်ပါလို့ပြောပြီးဆုံးမပြီးတော့နောက်တိုင်းပြည်တစ်ခုသွားတယ်အဲ့ဒါလိုနဲ့ပဲစัจ जा မင်းစัจ जा ရဏရဲ့စွမ်းအားနဲ့တိုင်းပြည်တွေအလုံးကိုလှက်ပတ်ပြီးတော့သွားနိုင်တယ်လို့ဒီလိုပြောတာဒီစัจ जा ရဏကြီးကစွမ်းထက်တယ်လို့ပဲဆင်းရဲရဏကလည်းအင်မတန်မှစွမ်းထက်တယ်သွားခြင်းပြီဆိုရင်ကောင်းကင်ကနေသွားလို့ရတယ်အဲ့ဒီဆင်းရဲရဏကြီးကိုစီးပြီးတော့ကောင်းကင်ကနေသွားတယ်မြင်းရဏကလည်းအစွမ်းထက်တယ်မြင်းရဏကိုစီးပြီးတော့ကောင်းကင်ခရီးကသွားလို့ရတယ်လို့ဒီလိုဆိုတယ်ဟောနောက်တစ်ခုပရမ ्या ယရဏစัจ जा မင်းပိုင်ဆိုင်တဲ့ပရမ ्या ယရဏတကယ်တွင်းတဲ့ပရမ ्या အစစ်ရှင်းမြောက်တရံဖော်ထားတဲ့ပရမ ्या တဲ့အဲ့ဒီပရမ ्या ဟာတာမန်ပရမ ्या မျိုးပုံစံနဲ့မတူဘူးအလင်းရောင်နေဖိတ်ဖိတ်တောက်နေအောင်ထွက်နိုင်တဲ့ပရမ ्या မျိုးတဲ့စัจ जा မင်းကြီးကပရမ ्या ယရဏရဲ့အစွမ်းတတ္တိကိုသိရအောင်လို့ဆိုပြီးတော့ညအခါမှာအလံထိပ်ဖြားမှာပရမ ्या ယရဏကိုတတ်ဆင်ပြီးတော့ညခရီးထွက်တဲ့အခါမှာပတ်ဝန်းကျင်မှာရှိတဲ့လူတွေကနေထွက်လာပြီလို့အောက်မေ့ပြီးတော့အလုတ်ခွင်တွေဝင်ကြတယ်လို့ဒီလိုဆိုတယ်ပေါ့ဆိုတာကဒီအဓိပ္ပာယ်ကဘာလို့ဆိုနေထွက်လာတဲ့လူကိုအလင်းရောင်ရတယ်လို့ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတာပေါ့ဒါတွေမကဘူးစัจ जा မင်းရဲ့ပရမ ्या ယရဏဟာအင်တမနောက်ကြည့်နေတဲ့ရေတွေကိုနောက်ကျနေတဲ့ရေတွေကိုကြည်စေနိုင်တယ်ဒါကြောင့်မို့စัจ जा မင်းရဲ့ပရမ ्या ရေနောက်ကိုကြည်စေတယ်လို့ဒီလိုဆိုတယ်ဟောနောက်တစ်ခုကြတော့မိဖုရားယရဏအဲ့ဒီမိဖုရားယရဏဟာလေမပိန်လွန်မဝါလွန်မဖြူလွန်မမဲလွန်နဲ့အမျိုးသမီးတွေရဲ့ဒီချောမောလှပမှုဒီအဆင့်ကိုမရောက်တော့လူထဲမှာတော့အချောဆုံးအလှဆုံးဆိုတဲ့ဒီအမျိုးသမီးစัจ जा မင်းကြီးပေါ်မှာနော်အင်တမကျင်နာတဲ့စိတ်နဲ့ပြုစုပေါ်ရတဲ့အမျိုးသမီးယရဏဒီလိုရှိတယ်နောက်တစ်ခါဒီတထေးယရဏဂါပတိယရဏကြတော့စัจ जा မင်းကြီးလိုအပ်တဲ့ပစ္စည်းဥစ္စာတွေကိုသူကထောက်ပံ့ပေးနိုင်သူ့မှာဘာအစွမ်းတတ္တိရှိတုံးဆိုကံကြောင့်ရလာတဲ့မြင်နိုင်တဲ့စွမ်းအားသူ့မှာရှိတယ်မြင်နိုင်တဲ့စွမ်းအားမြေကြီးထဲမှာကြည့်လိုက်ရင်ဘယ်နေရာမှာယရဏရွှေအိုးရှိတယ်ဆိုတာသူကမြင်လို့ရတယ်တဲ့ရေထဲမှာကြည့်ရင်လည်းဘယ်နှမှာယရဏတွေရှိတယ်ဆိုတာမြင်နိုင်တယ်တဲ့အဲ့လောက်ထိအောင်ကံကအကျိုးပေးပြီဆိုလို့ရှိရင်အမှန်တမ်းတော့ထူးဆန်းတာပေါ့နော်အဲ့ဒီဂါပတိယရဏကသူကလည်းစကြဝဠာမင်းကြီးငွေကြေးဒနာလွတ်အပ်ပြီဆိုရင်အချိန်ကြီးလေးသူကထောက်ပံ့ကူညီပေးတယ်တခါကစကြဝဠာမင်းကငွေကြေးဒနာယရဏတွေကိုလိုချင်တယ်လို့ပြောတဲ့အခါမှာရေထဲမှာခရီးသွားရင်ပဲရေထဲကိုလက်နဲ့နှိုက်လိုက်တဲ့အခါမှာယရဏရွှေအိုးကြီးတစ်ခုသူထုတ်ဖော်ပြီးတော့ပေးနိုင်တယ်လို့ဆိုတာဒီလိုရှိတာဟောနောက်တစ်ခုသားကြီးယရဏဆိုတာကြတော့စကြဝဠာမင်းဘာမှကြောင်းကြမဆိုင်ရအောင်အားလုံးအုပ်ချုပ်ရေးကိစ္စတွေစီမံမှုကိစ္စတွေဒီခွဲဝေပေးမှု
ကိစ္စတွေအားလုံးနောက်လိုက်နောက်ပါတွေပေါ်မှာပြုစုမှုကိစ္စတွေအားလုံးကိုတာကြီးယရနာကစီမံခန့်ခွဲပြီးတော့ပေးခဲ့တယ်ဟောအဲ့ဒါလို့ရွှေခေတ်မှာစကြဝဠာမင်းနေဖြစ်ပေါ်လာတဲ့အခါမှာချမ်းသာဒုက္ခအမှန်တမ်းရတယ်ဒီချမ်းသာဒုက္ခရတာဘာကြောင့်ရတာတုံးဆိုကံတရားကြောင့်ရတာပဲလို့သောဗျာကကံတရားကိုသရုပ်ဖော်တဲ့အနေနဲ့ဒါကိုဟောတာဖြစ်တယ်အဲ့ဒါကိုအကြောင်းပြုပြီးတော့စကြမင်းနဲ့ပြောနေကြတာပေါ့နော်စကြမင်းဆိုတာအဲ့ဒါလိုပုဂ္ဂိုလ်မျိုးဖြစ်တယ်ပေါ့ဖယားမှာဖယားအလောင်းနေမှာရှိတဲ့ခန္ဓာကိုယ်ရဲ့အမှတ်အသားမျိုးတွေစကြမင်းဖြစ်မဲ့ပုဂ္ဂိုလ်မှာလည်းပဲရှိတယ်ဒါကြောင့်မို့စကြမင်းရဲ့ခန္ဓာကိုယ်မှာရှိတဲ့အမှတ်အသားဖယားအလောင်းမှာရှိတဲ့ခန္ဓာကိုယ်မှာရှိတဲ့အမှတ်အသားတွေတူညီနေလို့ဖယားလောင်းလေးမွေးဖွားလာတဲ့အချိန်မှာစကြမင်းတော်လည်းဖြစ်မယ်ဖယားတော်လည်းဖြစ်မယ်လို့ဒီလိုဗေဒင်ကျမ်းဂန်တွေကဆိုတာအဲ့ဒီဆိုချက်အရာပုံသားတွေကဟောကြတာဖြစ်တယ်ပေါ့အေးစကြဝဠာမင်းတွေဟာအခုလူလောကမှာကုသိုလ်ကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တိုင်းဟာဘဝတစ်ခါမှာတစ်ချိန်တစ်ခါကဘာမှာတန်တရားခရီးသွားတဲ့အခါမှာစကြဝဠာမင်းဆိုတာဖြစ်ခဲ့ဘူးကြမှာကြည့်ပဲကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တိုင်းစကြဝဠာမင်းဖြစ်ခဲ့ဘူးနောက်ဆုံးမှာအခုဂေါရမမြတ်စွာဘုရားလက်ထက်တရားတန်းလို့ပြောတယ်ဒီတရားတန်းကနေပြီးတော့တဖြည်းဖြည်းလူတွေအကျင့်စရိုက်တွေပြက်ပြားလာလို့နောက်ဆုံးမှာစနစ်တန်းဆိုတဲ့နေရာကိုရောက်သွားအောင်အသက်ဟာအမှန်တမ်းတူသွားတဲ့အခါမှာလူတွေမှာဘာဖြစ်လာတော့ဆိုဒေါသအာဃာတတွေပြင်းထန်လာတယ်အခုတောင်မှအရေးအယောင်တွေနော်အညို့အတေးတွေအမှန်တမ်းကြီးတယ်ကဘာမှာချိန်ကြည့်လိုက်မယ်ဆိုရင်အဲ့လိုအညို့အတေးတွေထားပြီးတော့ဒီအန္တရာယ်ပြုဖို့များလာတဲ့အနေအထားမျိုးတွေဆိုပါစို့အကျမ်းဖက်ဝါဒတို့အကျမ်းဖက်သမားတို့ဆိုတာဖြစ်လာတယ်အဲ့ဒါတွေဟာစနစ်တမ်းမှာဖြစ်ပေါ်လာမဲ့အရေးအယောင်တွေရဲ့ရှေ့ပြေးတွေပဲပေါ့နောက်ဆုံးကြရင်လက်နက်တွေကလည်းအမတန်မှအစွမ်းထက်လာတဲ့အခါကဘာကြီးဟာအစွမ်းထက်တဲ့လက်နက်တွေအောက်မှာပျက်စီးခြင်းမလားပျက်စီးပြီးလူသားတွေဟာမျိုးနွယ်တုံးလောက်အောင်ဖြစ်သွားနိုင်တယ်တဲ့အဲ့ဒါလို့လူသားတွေမျိုးနွယ်တုံးသွားတဲ့လောက်အနေထားဖြစ်ပြီးတော့ကြံရှိတဲ့လူတွေဟာတတိတံဝေကတွေရပြီးတော့ကုသိုလ်တရားတွေကိုပြန်ပြီးတော့စောင့်တည်ကြတဲ့အခါမှာသူတို့ရဲ့သားသမီးတွေကြတော့အသက်ဟာပြန်ရှည်လာတယ်တဖြည်းဖြည်းပြန်ရှည်လာပြီးနောက်ဆုံးမှာအသက်ဟာမရေမတွက်နိုင်လောက်အောင်ရှည်တဲ့အသင်ခြေတန်းကိုရောက်ပြီးတပံလူတွေရဲ့အချင်းစာရိတ္တစိတ်နေသဘောထားတွေဟာဆိုးရုပ်လာတဲ့အခါပြန်ပြီးတော့ရောလာကြပြန်ပြီးတော့တက်တန်းတွေရောကြလာတဲ့အခါမှာလူတွေရဲ့တက်တန်းဟာအနှစ်8000တန်းရောက်လာလိမ့်မယ်အဲ့ဒီအနှစ်8000တန်းရောက်လာတဲ့အခါမှာအရိမတေယမြတ်စွာဘုရားပွင့်မယ်လို့ဒီလိုဆိုတာနော်လူတွေရဲ့တက်တန်းဟာအနှစ်ပေါင်း8000တန်းနှစ်8000ထိအောင်အသက်ရှည်တဲ့အချိန်မှာအရိမတေယမြတ်စွာဘုရားပွင့်မယ်အဲ့ဒီအရိမတေယမြတ်စွာဘုရားပွင့်မဲ့အချိန်မှာသင်္ခဆိုတဲ့စကြဝဠာမင်းဟာပေါ်ပေါက်လာတဲ့စကြဝဠာမင်းဟာအခုလိုပြောတယ်လို့ပဲစัจ jaya ရဏာတွေနဲ့လူဘဝစီးစိမ်ဥစ္စာလူတွေရဲ့အစွမ်းတကူတတ္တိဟာအမတန်မှကြီးမားတဲ့အနေအထားမျိုးရောက်ပြီနောက်ဆုံးမှာအရိမတေယမြတ်စွာဘုရားပွင့်လာလို့သင်္ခစัจ jaya မင်းကြီးဟာဌိနန်းစည်းစိမ်ကိုစွန့်ပြီးတော့အရိမတေယမြတ်စွာဘုရားရဲ့သာသနာတော်မှာတပည့်တာဝကအဖြစ်ခံယူလိုက်မယ်လို့ဆိုတာမြတ်စွာဘုရားကဗျာဒိတ်ကြားတဲ့အနေနဲ့သုတ်တန်တစ်ခုမှာမှားထားတာရှိတယ်ပေါ့နော်။နောင်ပွင့်မဲ့ဘုရားအနေနဲ့အဲ့တော့စကြဝဠာမင်းဆိုတဲ့အယူအဆတစ်ခုဟာဗုဒ္ဓစာပေမှာအထင်ရှားရှိထားတာဖြစ်သောကြောင့်ဒီစကြဝဠာမင်းရဲ့ဒီဖြစ်ပေါ်လာရခြင်းအကြောင်းတွေဟာကြည့်လိုက်မယ်ဆိုလို့ရှိရင်အကုန်လုံးဟာလူသားတွေကိုချင်းတရားအမတန်ကောင်းတဲ့အချိန်မျိုးတွေမှာဖြစ်တဲ့သဘောရှိတယ်။စကြဝဠာမင်းကိုယ်တိုင်ကလည်းပဲကိုချင်းတရားအမှန်တမ်းကောင်းတဲ့အနေအထားမျိုးရှိတယ်။ဒါကြောင့်မို့ဘုန်းကြီးတို့တွေဟာမိမိတို့ဘဝရရှိလာတဲ့အချိန်လေးမှာကိုချင်းတရားကောင်းအောင်ကြိုးစားအထောက်ကြအောင်ဖြစ်တယ်။ကိုချင်းတရားကောင်းလို့ကုသိုလ်ကောင်းမှုတွေမိမိတို့တတ်ဆွမ်းသမျှပြုလုပ်ကြမယ်။အကုသိုလ်ဒုစရိုက်တွေကိုရှောင်ကြမယ်။အဲ့ဒါလို့ရှောင်ကျင်ပြီးတော့ကုသိုလ်တရားတွေကိုပွားများအထောက်ကြမယ်ဆိုရင်ကုသိုလ်တရားတွေရဲ့
ဧကံဒိဋ္ဌရောက်ရှိလာမှာပဲဖြစ်တယ်ပေါ့ကံဆိုတာဟာဒီစိတ်ထဲမှာဖြစ်ရုံနဲ့ကံအရာမြောက်သွားတဲ့ဟာ၃မျိုးရှိတယ်ပေါ့ဒါကိုမနောကံလို့ခေါ်တယ်ဆိုပါစို့သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့လောဘမျိုးပေါ်လာရင်သူပစ္စည်းကိုငါပစ္စည်းလှုပ်ချင်တယ်စာထဲမှာယံပရတ္တတံမမတ္တသူဟာငါဟာဖြစ်ရင်ကောင်းမှာပဲဆိုတဲ့ဒီလောဘမျိုးကြတော့စိတ်ထဲကဖြစ်ရုံနဲ့ပဲကံအရာမြောက်သွားပြီးတော့အကျိုးပေးနိုင်တဲ့သဘောရှိတယ်ပေါ့နောက်တစ်ခုကလူတယောက်ပေါ်မှာစိတ်ဆိုးတာစိတ်ဆိုးလို့ရှိရင်တာမန်စိတ်ဆိုးတာကဒီဒေါသပဲတာမန်စိတ်ဆိုးရုံတဲ့ပို့ပြီးတော့ဒီလူပျက်စီးသွားပါစေဒီလူသေသွားပါစေစသဖြင့်ဒီလူစိတ်ဓာတ်ထီအောင်ပေါ်လာပြီဆိုလို့ရှိရင်ဗျာပါဒလို့ခေါ်တယ်အဲ့ဒါကြတော့မနောကအရာမြောက်သွားပြီးတော့သူကလည်းကံဖြစ်သွားတယ်ကံဖြစ်သွားရင်အကျိုးပေးသွားအကျိုးပေးနိုင်တယ်ပေါ့နောက်တစ်ခုမိစ္ဆာဒိဋ္ဌိတွေမှားရွံ့တဲ့အမြင်တစ်ခုဟာလဲမှားရွံ့တဲ့အမြင်ကိုစိတ်ထဲမှာလက်ခံလိုက်တာနဲ့တပြိုင်နက်ကံအရာမြောက်သွားတယ်အဲ့တော့ဒီမိစ္ဆာဒိဋ္ဌိမှားရွံ့တဲ့အမြင်ဆိုတာဘာလဲလို့ဆိုရင်ကံတရားကိုညှင်းပယ်ခြင်းနဲ့ကံတရားရဲ့အကျိုးကိုညှင်းပယ်ခြင်းပဲဖြစ်တယ်တက္ကာယဒိဋ္ဌိတို့ကိုဆိုလိုတာမဟုတ်ဘူးကံတရားကိုညှင်းပယ်တယ်ကုသိုလ်ကံအကုသိုလ်ကံရဲ့အကျိုးဆိုတာမရှိဘူးနောက်ဘဝဆိုတာမရှိဘူးသေပြီးတော့ပြန်မွေးတဲ့တ attva ဆိုတာမရှိဘူးဘာလို့ကောင်းကျိုးချမ်းသာမရဘူးလို့ကံတရားကိုညှင်းပယ်တဲ့အမြင်ဟာမိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီမိစ္ဆာဒိဋ္ဌိဟာမနောကံအရာမြောက်သွားတယ်မနောကံအရာမြောက်သည့်အတွက်ကြောင့်ကံတရားကိုလက်ခံယုံကြည်မှုမရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာပဲလုပ်နော်သူလုပ်သမျှဟာဥပမာပဲအစိတ်ပင်ဟာဘယ်ရည်ပဲတောက်ဘယ်မြေစီပဲစုပ်ယူဖြစ်လာတဲ့အရာတွေဟာအကုန်အန္တရာယ်ဖြစ်မဲ့အစိတ်တွေကြီးပဲဖြစ်တယ်ပေါ့အစိတ်ပင်ဟာမြေရည်ပေါ်မှာရသမျှမြေရည်တွေမြေစီရေစီတွေဟာသူ့အတွက်အစိတ်ပဲဖြစ်တယ်လို့အဲ့ဒီပုဂ္ဂိုလ်ဟာလေမကောင်းတဲ့ဒီအမြင်တစ်ခုလက်ခံထားပြီးတော့လှုပ်သမျှအလုပ်တွေဟာအကုန်လုံးအစိတ်သင့်တာလို့ပဲသူလှုပ်သမျှအလုပ်တွေဟာအကုသိုလ်တွေကြီးပဲဖြစ်သွားတယ်တဲ့ဒါကြောင့်မို့လို့ကံကံဤအကျိုးကိုယုံကြည်ခြင်းလို့ဆိုတဲ့ကမ္မဝါဒီကံဆိုတာလှုပ်လို့ရတယ်ကုသိုလ်ဆိုတာလှုပ်လို့ရတယ်လှုပ်နိုင်တယ်လှုပ်လို့ဖြစ်တယ်အကုသိုလ်ဆိုတာလည်းလှုပ်လို့ရတယ်လှုပ်လို့ဖြစ်တယ်ဆိုတဲ့ကရိယာဝါဒီကမ္မဝါဒီကရိယာဝါဒီတွေဘုရားဘာသာသူတော်စင်ကြီးမြတ်စွာဘုရားသခင်ကိုရောမြတ်ကအဆုံးအမပေးထားလို့မြန်မာလူမျိုးတွေမှာဆိုလို့ရှိရင်ကံတရားကိုလည်းလက်ခံယုံကြည်ကြတယ်ကုသိုလ်ကံရှိတယ်လို့လည်းလက်ခံယုံကြည်တယ်အကုသိုလ်ကံရှိတယ်လို့လည်းလက်ခံယုံကြည်တယ်ကုသိုလ်အကုသိုလ်လုပ်သည့်အတွက်ကြောင့်ကောင်းကျိုးဆိုးကျိုးတွေလည်းရှိတယ်ဆိုတာလက်ခံယုံကြည်ကြတယ်ဟာဒါဟာတမ္မာဒိဋ္ဌိလို့ခေါ်တယ်အခြေခံတမ္မာဒိဋ္ဌိတရားအဲ့ဒီအခြေခံတမ္မာဒိဋ္ဌိကိုကမ္မတက္ကတာတမ္မာဒိဋ္ဌိလို့ခေါ်တယ်အဲ့ဒီကမ္မတက္ကတာတမ္မာဒိဋ္ဌိရှိလာပြီဆိုလို့ရှိရင်သူ့ရဲ့လှုပ်သမျှလှုပ်ရှားသမျှကုသိုလ်ကောင်းမှုတွေဟာဘာဖြစ်လာတော့ဆိုကောင်းကျိုးချမ်းသာကိုပေးဖို့ဖြစ်လာတယ်ကုသိုလ်ဆိုဒီမှာအနဝိဇ္ဇအပြစ်ကင်းပြီးတော့ကုသလဒုက္ခဝိပါကချမ်းသာတဲ့အကျိုးကိုထုတ်လို့တာဒါသူ့ရဲ့သဘာဝပဲပေါ့သူ့ရဲ့သဘာဝဒါကိုဖြစ်ပေါ်စေအဲ့တော့အခုလိုမြတ်စွာဘုရားရဲ့အဆုံးအမနဲ့တွေ့ကြုံနေကြတဲ့အချိန်မှာကံကံဤအကျိုးကိုလက်ခံခြင်းဆိုတဲ့ကမ္မတက္ကတာတမ္မာဒိဋ္ဌိကိုအခြေခံပြီးတော့နောက်ထပ်တမ္မာဒိဋ္ဌိတစ်ခုရအောင်ကြိုးစားအထောက်ဖို့လိုအပ်တယ်အဲ့ဒီတမ္မာဒိဋ္ဌိကတော့ဘာလဲလို့ဆိုဝိပဿနာတမ္မာဒိဋ္ဌိလို့ခေါ်တယ်ဝိပဿနာဆိုတာသူများမြင်တာနဲ့မတူဘူးအမှန်တိုင်းထူးခြားတဲ့အမြင်တစ်ခုဒါကြောင့်မို့ဝိပဿနာကို insight လို့ပြန်ကိုယ်တဏ္ဍာမှာသဘာဝတရားကိုနှိုက်နှိုက်ချွတ်ချွတ်မြင်လာတဲ့အနေအထားမျိုးအဲ့ဒါကြမှာတန်တရားဝကလွတ်စေနိုင်တဲ့လမ်းစဆိုတာရပေါ့ဒါကြောင့်မို့မဂ္ဂင်၈ပါးအကျင့်တရားထဲမှာတမ္မာဒိဋ္ဌိလို့ဆိုတာရှေ့ဆုံးကနေထားဟောတာကာမတက္ကတာတမ္မာဒိဋ္ဌိအခြေခံပြီးတော့ဝိပဿနာတမ္မာဒိဋ္ဌိဖြစ်အောင်
ဘယ်လိုလုပ်ရလဲလို့ဆိုစပြီးတော့သင်ယူမှတ်သားကြရတယ်လူတွေရဲ့တဏ္ဍာမှာခန္ဓာ၅ပါးဆိုတာရှိတယ်ရုပ်ရူပခန္ဓာဆိုတာဒီခန္ဓာကိုယ်ရဲ့ body ကြီးတစ်ခုပေါ့နော်မသိတတ်တဲ့အာယုံကိုမယူတတ်တဲ့ရုပ်ခန္ဓာအပိုင်းရူပခန္ဓာအဲ့ဒီရူပခန္ဓာပေါ်မှာမှီပြီးတော့အာယုံတစ်ခုကိုတွေ့လာတဲ့အခါမှာဝမ်းသာတယ်ဝမ်းနည်းတယ်ချမ်းသာတယ်ဆင်းရဲတယ်ဆိုတဲ့ခံစားတဲ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့ခံစားမှုကဝေဒနာခန္ဓာတခါစိတ်ထဲမှာအာယုံကိုမှတ်သားတဲ့တင်ညက်ခန္ဓာတခါစိတ်ရဲ့လှုပ်ဆော်မှုလို့ဆိုတဲ့လိုချင်မှုတွေမလိုချင်မှုတွေစိတ်ဆိုးမှုတွေစိတ်ကြည်မှုတွေဒါတွေကသင်္ခါရခန္ဓာနောက်ဆုံးစိတ်လို့ပြောရတဲ့အရာကဝိညာဉ်နဲ့ခန္ဓာလို့ပြောလိုက်မယ်ဆိုရင်ခန္ဓာနဲ့ပြောမယ်ဆိုရင်ရုပ်ခန္ဓာကတစ်ခုနာမ်ခန္ဓာက၄ခုကိုယ့်ရဲ့ဘဝကိုတည်တည်ချာချာရှုမြင်သုံးသပ်ပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်သိတတ်တဲ့သဘာဝကဒီ၄ခုနဲ့မသိတဲ့အရာကတစ်ခုဒါကိုပဲခန္ဓာ၅ပါးလို့ပြောတာအဲ့ဒီခန္ဓာ၅ပါးကလွဲ၍လူတဏ္ဍာမှာဘာမှမရှိဘူးဆိုပါစို့လူတွေကားလို့ခေါ်တဲ့အရာကိုပဲကြည့်ကားလို့ခေါ်တဲ့အရာဟာကားဘယ်မှာလဲလို့မေးလို့ရှိရင်တော့အကုန်လုံးခြုံပြီးဒီဟာကားပဲလို့ပြောလိုက်မယ်သို့တော့တစ်ခုစီမေးလိုက်လို့ရှိရင်တော့ကားဆိုတာရှာတွေ့မှာမဟုတ်ဘူးဘိန်းကိုမေးလို့ရှိရင်ဒါကဘိန်းပဲကားမဟုတ်သေးဘူးအင်ဂျင်ကိုမေးရင်ဒါကအင်ဂျင်ပဲကားမဟုတ်ဘူးဘောဒီကိုမေးရင်လည်းဒါကဘောဒီပဲကားမဟုတ်ဘူးဒီလိုတစ်ခုစီမေးလိုက်မယ်ဆိုရင်ကားဆိုတာပျောက်သွားတယ်တစ်ပင်ဆိုတာလည်းပဲထို့တူပဲတစ်ခုစီမေးလိုက်ရင်ပျောက်သွားတာဒါကအမြင့်ဒါကပင်စီဒါကအခွန်အခောက်ဒါကအရွက်ဒါကအကိုင်းဒါကအသီးဒါကအပွင့်နဲ့ဆိုပြီးတော့တခုစီဖြစ်သွားတဲ့အခါတစ်ပင်ဆိုတာလည်းပျောက်သွားတယ်အဲ့ဒီသဘောပဲလူမှလည်းပဲယုံနံနှစ်မျိုးပဲရှိတယ်နော်သူလို့ခေါ်စရာလည်းမရှိဘူးငါလို့ခေါ်စရာလည်းမရှိဘူးအမျိုးသားလို့ခေါ်စရာလည်းမရှိဘူးအမျိုးသမီးလို့လည်းခေါ်စရာမရှိဘူးခေါ်နေကြတဲ့ဟာတွေတစ်ခုစီတစ်ခုစီကင်ပြီးတော့မေးမယ်ဆိုလို့ရှိရင်လူဆိုတာဒီပင်လည်းပျောက်သွားပြီးတော့သူဆိုင်ရာအသီးသီးအမည်နာမတွေနဲ့ရှိသွားတယ်အဲ့ဒါလို့တဘာဝတရားတွေထိအောင်စုမြင်သုံးသပ်လိုက်တဲ့အခါကျတော့တတ္တဝါဆိုတာမရှိဘူးရုပ်နဲ့နာမ်နဲ့နှစ်မျိုးပဲရှိတယ်လို့ဒီအတိမျိုးကိုသိအောင်သင်ယူမှတ်သားကြအဲ့ဒီအတိမျိုးကိုအခြေခံပြီးတော့အဲ့ဒီရုပ်ဆိုတဲ့သဘာဝတရားဟာထာဝရပြောင်းလဲနေတဲ့အရာသာဖြစ်တယ်နာမ်ဆိုတဲ့သဘာဝတရားဟာလည်းထာဝရပြောင်းလဲနေတဲ့အရာသာဖြစ်တယ်လို့ဒီလိုယုံနာနှစ်ခုရဲ့မမြဲတဲ့သဘောတွေကိုဆင်ញင်စဉ်းစားလာနိုင်တယ်သိလာနိုင်တယ်မမြဲသည့်အတွက်ကြောင့်ကျင့်တတ်เสียမကောင်းတဲ့သဘောတွေကိုသိလာနိုင်တယ်ကိုယ်ဘာမှမတတ်နိုင်ဘူးဆိုတဲ့အနတ္တသဘောတွေကိုသိလာတယ်အဲ့ဒီလိုသိလာခြင်းကိုပဲဝိပဿနာတမ္မာဒိဋ္ဌိလို့ခေါ်တာပဲအဲ့ဒီဝိပဿနာတမ္မာဒိဋ္ဌိဖြစ်လာအောင်ဘုရားမြတ်စွာရဲ့အဆုံးအမသာသနာရှိနေတဲ့အချိန်မှာလူတိုင်းကြိုးစားအားထုတ်ကြရမှာဖြစ်တယ်ပေါ့အရေးကြီးဆုံးကတော့အခြေခံဖြစ်တဲ့ကံကံဤအကျိုးကိုယုံကြည်မှုဖြင့်အများနဲ့ဆက်ဆံတဲ့အခါမှာမေတ္တာတရားကိုရှေ့ထားခြင်းနော်ကရုဏာတရားကိုယ့်ရဲ့နှိမ့်ချတဲ့ပုဂ္ဂိုလ်တွေပေါ်မှာအကျဉ်းတရားထားခြင်းကိုယ့်ရဲ့တာလွန်ကြီးပွားသွားတဲ့ပုဂ္ဂိုလ်တွေပေါ်မှာမုဒိတာဆိုတဲ့ဝမ်းသာမှုထားခြင်းတစုံတစ်ခုအပြစ်လုပ်လို့ရှိရင်လည်းပဲလက်တူရှုပြီးတချို့ခွင့်လွတ်နိုင်တဲ့အရာထားခြင်းလို့ဆိုတဲ့ဥပိ္ပခာတရားထားခြင်းမေတ္တာကရုဏာမုဒိတာဥပိ္ပခာလို့ဆိုတဲ့ဗြဟ္မစိုရတရားကောင်းမြတ်သောစိတ်နှလုံးတွေကိုထားပြီးတော့ကမ္မတက္ကတာတမ္မာဒိဋ္ဌိကိုခြေခံပြီးတော့ဝိပဿနာတမ္မာဒိဋ္ဌိလို့ဆိုတဲ့မှန်ကန်တဲ့အမြင်တစ်ခုရအောင်ကြိုးစားအားထုတ်ကြအောင်ဖြစ်တယ်ကမ္မထံဆိုတာဟာပြောမယ်ဆိုရင်ကမ္မထံဟာတို့အလောက်ရှိနေတဲ့ပုဂ္ဂိုလ်တွေဟာကမ္မထံအားထုတ်ဖို့အချိန်မရှိဘူးလို့ပြောကောင်းပြောလိမ့်မယ်အချိန်ဟာအများကြီးရှိเสียမလို့ပဲနဲ့ဒီကမ္မထံထိုင်တယ်ဆိုတာကတမာတိရအောင်ကြိုးစားကြတာဖြစ်တယ်ပေါ့ဝိပဿနာအလုပ်ဆိုတာကသွားရင်လည်းလုပ်လို့ရတယ်စားရင်လည်းလုပ်လို့ရတယ်အလုပ်အကိုင်ထဲမှာလည်းလုပ်လို့ရတယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်နောက်ဆုံးထမင်းချက်ဟင်းချက်နော်
လုပ်ငန်းကင်တာတွေလုပ်ရင်းလည်းပဲဝိပဿနာဆိုတာဖြစ်နိုင်တယ်ပေါ့အဓိကကတော့ဘာတော့ကိုယ်တဏ္ဍာမှာလောဘတွေလျှော့ချနိုင်ဖို့ဒေါသတွေလျှော့ချနိုင်ဖို့မောဟတွေလျှော့ချနိုင်ဖို့ဒီဟာကိုလေ့ကျင့်တာပဲဖြစ်တယ်ပေါ့အလုပ်လုပ်ရင်းကနေပြီးတော့စဉ်းစားတယ်ဘာတွေစဉ်းစားတော့နော်ထမင်းချက်ရင်းဆိုပါစို့အေးကောင်းကောင်းမွန်မွန်မြင်မြင်ရှက်ရှက်စားကြပါစေဟောဒါကရိုးရိုးမေတ္တာနဲ့စဉ်းစားတာနောက်တစ်ခေတ်စဉ်းစားလိုက်မယ်ဆိုဟင်းရွက်ကလေးကိုကြော်လိုက်တယ်ကြော်လိုက်တဲ့အခါခုနကလန်းလန်းဆတ်ဆတ်ဟင်းရွက်ကလေးဟာအခုကြော်လိုက်တဲ့အခါနွမ်းပြီးတော့သွားတယ်။အော်ရုပ်တရားတွေဆိုတာဒီလိုပြောင်းလဲသွားတတ်တဲ့သဘောရှိပါလားလို့ဒီလိုဆင်ခြင်လို့ရှိရင်လေဝိပဿနာဉာဏ်ဘက်ကိုတက်ဝင်တာပဲပေါ့။အဲ့ဒါလို့ဆင်ခြင်ပြီးတရားဓုတရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်တွေဘုရားလက်ထက်ကရှိခဲ့တယ်ပေါ့။ဒါကြောင့်မို့လို့ဘယ်အရာပဲဖြစ်ဖြစ်ကိုယ့်မျက်စိအောက်ကပန်းမွင့်လေးတစ်ဝဲမှကြည့်ပန်းမွင့်လေးတစ်ဝဲဟာပွင့်လာပြီးတော့နောက်ဆုံးမှာနွမ်းပြီးကျွေသွားတယ်ဆိုတဲ့အနေအထားမျိုးလေးတွေကိုဆင်ခြင်ပြီးတော့တို့တွေဟာလဲဘဝမှာတည်မြဲနေကြတာမဟုတ်ဘူးပြောင်းလဲတတ်တဲ့သဘောတွေရှိတယ်မပြောင်းလဲခင်တို့တွေကောင်းတာတွေကြိုးစားအားထုတ်ကြရမယ်လို့စိတ်ထဲမှာဒီလိုနှလုံးသွင်းပြီးတော့ကောင်းတာတွေကြိုးစားအားထုတ်နိုင်မှကိုယ့်အတွက်ဟာဘဝရရှိရတဲ့အကျိုးကျေးဇူးကိုခံစားကြရမှာဖြစ်တယ်ပေါ့အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမဆိုတာမှန်ကန်တဲ့လမ်းကြောင်းပေါ်မှာတင်ပေးတဲ့အဆုံးအမပဲဖြစ်တယ်။တမ္မာဒိဋ္ဌိမှန်ကန်တဲ့အမြင်ရှိရင်တမ္မာသင်္ကပ္ပမှန်ကန်တဲ့အတွေးရရမယ်။မှန်ကန်တဲ့အတွေးကြောင့်ပြောတဲ့စကားဟာလည်းမှန်ကန်တဲ့စကားဖြစ်လာတယ်။မှန်ကန်တဲ့စကားပြောသည့်အတွက်ကြောင့်တမ္မာကမ္မန္တမှန်ကန်တဲ့အလုပ်တွေဖြစ်လာတယ်။အပြောနဲ့အလုပ်နဲ့အသက်မွေးကြတာဖြစ်သောကြောင့်မှန်ကန်တဲ့အပြောမှန်ကန်တဲ့အလုပ်နဲ့အသက်မွေးရင်တမ္မာကမ္မန္တတမ္မာအာဇီဝမှန်ကန်တဲ့အသက်မွေးမှုဆိုတာဖြစ်လာတယ်။အဲ့ဒီလိုအသက်မွေးမှုဖြစ်ဖို့ရာအတွက်လူတွေဟာကြိုးစားအားထုတ်ကြရတယ်။အကုသိုလ်တွေမဖြစ်အောင်ထိန်းတယ်ကုသိုလ်တွေဖြစ်အောင်လုပ်တယ်ဆိုပါစို့စိတ်တူတတ်ရင်စိတ်မတူအောင်ထိန်းတယ်ဒေါသဖြစ်ရင်ဒေါသမဖြစ်အောင်ထိန်းတယ်မေတ္တာမဖြစ်သေးရင်ဖြစ်အောင်ကြိုးစားတယ်မှပဲအဲ့ဒီလိုကြိုးစားတဲ့အခါမှာတတိထားတာကတမ္မာတတိတတိထားပြီးတော့စိတ်ကလေးတည်ငြိမ်အောင်ကြိုးစားတာတမ္မာသမာဓိလို့ဟောမဂ္ဂင်၈ပါးအကျင့်တရားဆိုတဲ့လမ်းကြောင်းပေါ်ကိုရှောက်ခြင်းအားဖြင့်ဒီဘဝမှာလဲစိတ်ချမ်းသာကိုချမ်းသာဘဝခရီးကိုဖြတ်တန်းပြီးတော့မိမိရဲ့စိတ်ထဲမှာကုသိုလ်တရားတွေသာဖြစ်ပြီးတော့အကုသိုလ်တွေနည်းနိုင်သမျှနည်းပြီးဘဝမှာကောင်းကျိုးချမ်းသာတွေကိုရနိုင်တဲ့ကုသိုလ်တွေတို့တွေစီးပူးနိုင်တယ်လို့ဆိုတာကိုတတိကြီးစွာထားပြီးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း